အဲ့ဒါလေးသုံးဘူးတယ်တဲ့အရန်ကောင်းတဲ့အနံလေးကလည်းတင်းတင်းလေးဟုတ်တယ်တကယ်ပြောတာသုံးဘူးတဲ့သူတိုင်းအရန်ကြိုက်ကြတယ်ပေါ့နော်အချို့ကကျတော့မေးကြတယ်ပေါ့နော်ဒီပန်းရောင်လေးနဲ့ခင်းရောင်လေးကဘာကွာလဲတဲ့ဒီပန်းရောင်လေးကကျတော့လက်လိမ့်တဲ့ခရင်လေးပါဒီခင်းရောင်လေးကကျတော့6လောက်လိမ့်တဲ့ခရင်လေးပါရှင်ဒါလေးကတော့မမေခဏခဏပြောပါတယ်အချို့တွေကကျတော့လေဒါလေးတွေမသိလို့မို့ပြန်ပြီးပြောနေရခြင်းဖြစ်ပါတယ်ရှင်တီးတဲ့သူတွေကတော့ကြော်သွားပြီပေါ့နော်ဒီပန်းရောင်လေးကကျတော့လက်ကဘာလို့မျိုးဖြစ်တဲ့အချိန်မှာလိမ့်လို့ရလဲဆိုလို့ရှိရင်လက်ခဏခဏဆေးရလို့လက်6တယ်ဆိုတဲ့သူတွေပြီးတော့ကျလက်တွေကလေးဒီလိုမျိုးတွေကမှအဆွဲထွက်တယ်အဆွဲတွေထွက်တယ်လက်အသမားတွေတယ်လက်တွေကျန်းတယ်ဆိုတဲ့သူတွေလိမ့်လို့ရတယ်เนาะပြီးတော့ကျဒီလိုလက်တွေမှာဆိုလို့ရှိရင်လေအရေးအကြောင်းနေထားရပေါ့เนาะအရေးနဲ့ထားတယ်ပြီးအသားရည်တွေ6တယ်အသားရည်တွေမညီဘူးပေါ့နော်ကိုကဆိုင်ကယ်စီးရဲဆိုလို့ရှိရင်လည်းဆိုင်ကယ်စီးရဲ့နေရာမှာကွက်ပြီးတော့ကိုယ့်ရဲ့လက်ခောက်လေးမဲနေတယ်ဆိုလို့ရှိရင်လည်းဒီဟန်ဂရစ်လေးကလိမ့်လို့ရရပေါ့နော်သူကကြတော့လေအသားရည်လည်း6တာလည်းတက်တာတယ်အသားရည်ကျန်းတာတွေလည်းတက်တာပါတယ်ရှင်လက်အဆွဲထွက်တာတွေလည်းတက်တာတယ်ပြီးတော့ဒီလိုမျိုးကိုကလက်တဲ့အမြဲတမ်းဆိုးတဲ့သူတွေဆိုလို့ရှိရင်အမြဲတမ်းတိုက်ပို့တိုက်ပြီးတော့ချွတ်နေရတာဖြစ်တဲ့အတွက်လေလက်သေးလေးတွေကိုလည်းတေချာလိမ့်ပြီးလို့ရှင်လက်သေးလေးတွေလည်းတန်ပါစေပါတယ်ရှင်အလီပြောချင်ပါတယ်ပြီးတော့ဒီခရမ်းရောင်လေးကကျတော့6လောက်လိမ့်တဲ့ခရင်လေးပါသူကကျတော့ခြီပမိုးတွေရောပြီးတော့ခြီမျက်စိရောပြီးတော့6လောက်အဖျားလေးတွေလည်းအကုန်လိမ့်လို့ရပါတယ်ရှင်အချို့ကကျတော့လေဒီဟာလေးကိုဖုတ်ခရင်ဆိုတော့ကျတော့သူတို့ကခြေဘွားလေးပဲလိမ့်ရတာလားလို့မေးနေလို့မြင်တစ်ချက်ပြောပြရပါတော့သူကကျတော့ခြီပမိုးတွေရောပြီးတော့ကျတော့တထောင်စစ်မဲတာဒူးမဲတာတွေလည်းအကုန်လိမ့်လို့ရပါတယ်ခြေမျက်စိမဲတာတွေလည်းလိမ့်လို့ရပါတယ်ရှင်အနံလေးဆိုလို့ရှိရင်လည်းလုံးဝတင်းတင်းလေးညကိုလူးပြီးတော့အိတ်တယ်ဆိုလို့ရှိရင်လည်းမနေ့ကျရင်6ထောင်လေးကလေချောမွေ့လေးဖြစ်တယ်လို့ခံစားစေရပါတယ်ဒါကတော့မင်းတယောက်တည်းရဲ့အမြင်ပေါ့နော်တကယ်လို့ကိုကဘယ်လိုမျိုးလေးဖြစ်လဲဘယ်လိုမျိုးလေးလိမ့်ပြီးဘယ်လိုမျိုးလေးနေလဲသိချင်တယ်ဆိုလို့ရှိရင်တော့ကိုယ်တိုင်လူကြည့်တာတော့ပို့ပြီးတော့တည်တာမှာပါကျေးဇူးပါရှင်